မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တဲ့စာရုံ၅ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီစာရုံ၅ခုကကျွန်တော်စိတ်ညစ်တဲ့ခါတိုင်းဖတ်ပြသလိုကျွန်တော်ဘဝနဲ့ပတ်သက်တဲ့အတွေးအမြင်သစ်တွေကိုဖြစ်ပေါ်စေခဲ့တဲ့စာရုံ၅ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့တခြားသူတွေအတွက်လည်းအကျိုးရှိစေဖို့အတွက်ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်ပထမဆုံးစာရုံလေးကတော့ကာလီဂျွန်ရဲ့စာရုံလေးပဲဖြစ်ပါတယ်စာရုံလေးကလောကကြီးကမင်းဘယ်သူလဲလို့မေးလိမ့်မယ်တကယ်လို့မင်းကဘယ်သူမှမသိဘူးဆိုရင်လောကကြီးကမင်းကိုပြောပြလိမ့်မယ်တဲ့ဒီစာရိုလေးကနေကျွန်တော်စဉ်းစားမိတာကတော့ကျွန်တော်တို့ဟာကိုယ့်ဘဝကိုကိုယ်စိတ်တိုင်းကျဖန်တီးတည်ဆောက်ဖို့လိုအပ်တယ်တကယ်လို့အဲ့လိုမလုပ်ဘူးဆိုရင်ကျွန်တော်တို့ဘဝတွေကလောကဖန်တီးလိုက်တဲ့အတိုင်းပုံသွင်းလိုက်တဲ့အတိုင်းတစ်သက်လုံးဖြစ်နေလိမ့်မယ်ဆိုတာပါပဲကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကဘာလဲဆိုတာကိုသိဖို့လိုအပ်တယ်လို့အဲ့ဒီစိတ်ကူးအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့ကလည်းအရေးကြီးပါတယ်တကယ်လို့ကျွန်တော်တို့ကဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲနေမယ်ဆိုရင်တော့ကျွန်တော်တို့ဘဝတွေကလောကပုံသွင်းလိုက်တဲ့အတိုင်းပုံဝန်းကျင်ကခိုင်းတဲ့အတိုင်းပဲတစ်သက်လုံးဖြစ်နေလိမ့်မယ်ဆိုတာပါပဲကျွန်တော်တို့ကလောကကြီးကိုရောက်လာပြီးကြတဲ့တခုမဟုတ်တခုဖြစ်ကိုဖြစ်မှရမယ်အဲ့တော့ကိုဖြစ်ချင်တာကိုပဲကိုဖြစ်မလားဒါမှမဟုတ်လောကဖြစ်စေခြင်းတဲ့အတိုင်းသူများဖြစ်စေခြင်းတဲ့အတိုင်းပဲဖြစ်မလားဆိုတာတော့ကိုယ်ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်ဒုတိယစာရိုလေးကတော့ရုရှားစာရေးဆရာအန်သွန်ချက်ဟော့ဖ်ရဲ့စာရိုလေးပဲဖြစ်ပါတယ်စာရိုလေးကငါမှကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေမရှိဘူးဒါပေမဲ့ငါအသက်ရှင်ရတဲ့လွတ်မြောက်လာခဲ့တဲ့ရှုံးနိမ့်မှုတွေအကြောင်းပြောပြရင်မင်းအံ့ဩသွားလိမ့်မယ်တဲ့ဒီစာရိုလေးကိုပဲကျွန်တော်ကနားလည်လွယ်အောင်ပြန်ရှင်းပြရရင်ငါတောင်မြင့်ကြီးတွေကိုမတက်ဘူးဒါမဲ့ငါပြုတ်ကျပြီးတော့ပြန်တက်လာနိုင်ခဲ့တဲ့ကြောက်တွေကဘယ်လောက်ထိနက်လဲဆိုတာကိုသိရင်မင်းအံ့ဩသွားလိမ့်မယ်ကျွန်တော်တို့ကနေ့စဉ်ဘဝမှာဘယ်သူမှမသိဘဲနဲ့ကြော်ဖြတ်လိုက်ရတဲ့အခက်အခဲတွေတိတ်တိတ်လေးဖြေရှင်းလိုက်ရတဲ့ပြဿနာတွေအများကြီးပဲရှိတယ်။တခါလေမှာကျွန်တော်တို့အားကျရတဲ့သူတွေထက်တောင်မှကျဲတွေအများကြီးကိုကြော်ဖြတ်နိုင်ခဲ့ကြတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တဲ့အခက်အခဲတွေဆိုတာကျွန်တော်တို့ပုံမကောင်းမွန်တဲ့လူတစ်ယောက်ပုံမပြည့်စုံတဲ့လူတစ်ယောက်ဖြစ်လာစေတယ်လို့နောင်ကြုံတွေ့လာမယ့်အခက်အခဲတွေအတွက်လည်းအားရင်တွေဖြစ်ထွန်းစေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တဲ့အခက်အခဲတွေဆိုတာကျွန်တော်တို့ကိုယ်တိုင်အတိအမှတ်ပြုသင့်တဲ့အောင်မြင်မှုတွေပါပဲတတိယစာရိုလေးကတော့ John Steinbeck ဆိုတဲ့စာရေးဆရာရဲ့စာရိုလေးပဲဖြစ်ပါတယ်စာရိုလေးကပတ်စံနဲ့ဝယ်လို့ရတဲ့အရာမှန်သမျှပတ်စံနဲ့တန်ဖိုးဖြတ်လို့ရတဲ့အရာမှန်သမျှဈေးပေါ်ပါတယ်တဲ့ကျွန်တော်တို့ကအသက်ကြီးလာရင်ပဲဖြစ်ဖြစ်တယောက်တည်းကိုယ့်ဘဝကိုရက်တည်တဲ့အခါပဲဖြစ်ဖြစ်ပတ်စံဘယ်လောက်ထိအရေးပါလဲဆိုတော့တပြေးပြေးနဲ့သိလာတယ်ဒါပေမဲ့လည်းပတ်စံဘလောက်ပဲရှိရှိပတ်စံဘလောက်ပဲပေးဝယ်လို့မရတဲ့အရာတွေပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကလောကမှာအများကြီးပဲရှိပါတယ်။ဥပမာအနေနဲ့ပြောပြရင်မေတ္တာတရားတို့သစ္စာတရားတို့ကျမ်းမာရေးတို့စတဲ့အရာတွေကပတ်စံနဲ့ဝယ်လို့မရတဲ့အရာတွေတခါလေမှကျွန်တော်တို့ကစဉ်းစားတတ်ကြတယ်။ပတ်စံတွေရှိလာတဲ့အခါကျရင်ဘာမဆိုဝယ်လို့ရတယ်ဆိုပြီးတော့ပတ်စံနဲ့တန်ဖိုးဖြတ်လို့မရတဲ့အရာတွေကလောကမှာအများကြီးပဲရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အခုပိုင်ဆိုင်ထားရတဲ့ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့အရာတွေကိုတန်ဖိုးထားဖို့လည်းလိုအပ်ပါတယ်။နောက်တစ်စာရိုလေးကတော့ဂျပန်စာရေးဆရာမူရာကာမိရေးသားထားတဲ့စာရိုလေးပဲဖြစ်ပါတယ်။စာရိုလေးကမင်းဟာမုံတိုင်းထဲကနေပြန်ထွက်လာပြီးတဲ့အခါမှာအဲ့ဒီမုံတိုင်းတွေကိုမဝင်ခင်တော့လူတယောက်လုံးဝမဟုတ်တော့ဘူး။ဒီစာရိုလေးကနေကျွန်တော်စဉ်းစားမိတာကတော့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကကျွန်တော်တို့ဘဝတွေရဲ့အပြောင်းလဲတွေအချိုးအကွေ့တွေကိုဖြစ်စေတယ်ဆိုတာပါပဲကျွန်တော်တို့ကအဖြစ်အပျက်တစ်ခုကိုကြုံတွေ့ပြီးတဲ့နောက်မှာအရင်တော့လူတစ်ယောက်လုံးဝပြန်မဖြစ်နိုင်တော့ဘူးပြီးတော့အသက်ရှင်တန်နေသည့်ဒီအဖြစ်အပျက်တွေကလည်းတောက်လျှောက်ကြုံနေရအောင်ပါပဲဘဝရဲ့မှုန်တိုင်းတစ်ခုကိုကြော်ဖြတ်ပြီးတဲ့အခါမှာပို့ပြီးတော့ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ချင်ဖြစ်လာလိမ့်မယ်ဒါမှမဟုတ်လေပို့ပြီးတော့ထိခိုက်နစ်နာသွားတဲ့လူတစ်ယောက်ပို့ပြီးတော့စုပ်ပြတ်သက်သွားတဲ့လူတစ်ယောက်ဖြစ်ချင်လည်းဖြစ်သွားလိမ့်မယ်သေချာတာကတော့အသက်ရှင်နေသည့်ဒီမုန်တိုင်းတွေကတစ်ခုပြီးတစ်ခုရောက်လာနေအောင်ပါပဲဒါကြောင့်မလို့ဒီမုန်တိုင်းတွေစီကနေထွက်ပြေးလို့မရသလိုဒီမုန်တိုင်းတွေကိုကြောက်ရွံ့နေစရာလည်းမလိုပါဘူးအဓိကကျွန်တော်တို့လောက်ရမှာကျွန်တော်တို့ကြုံတွေ့လာရတဲ့မုန်တိုင်းတစ်ခုစီတိုင်းကိုလက်ခံပြီးတော့ဒီမုန်တိုင်းနဲ့တူဘယ်လိုရှင်သန်အောင်နေထိုင်မလဲဆိုတာဟာအရေးကြီးဆုံးပါနောက်ဆုံးစာရိုလေးကတော့အာဖရိကစကားပုံလေးပဲဖြစ်ပါတယ်စကားပုံလေးက
တေချင်းတရားမင်းစီရောက်လာတဲ့အခါမင်းကိုအသက်ရှင်ရတွေးပလေစေတဲ့ကျွန်တော်တို့ဟာတကယ်တေချင်းတရားရောက်မလာခင်ချိန်ထိဘဝမှာအချိန်ချင်းခါကအစမ်းသဘောအနေနဲ့တေကြရတယ်လူတွေကြောင့်ပဲဖြစ်ဖြစ်အကြောင်းအရာဖြစ်ဖြစ်တွေကြောင့်ပဲဖြစ်ဖြစ်ဘဝတွေတေကြရတယ်အိမ်မက်တွေတေကြရတယ်ရီမန်းချက်တွေတေကြရတယ်ဒါပေမဲ့ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတက်နိုင်ဆုံးကိုယ့်ဘဝကိုရှင်သန်နိုင်အောင်ကြိုးစားဖို့လိုအပ်တယ်ကိုယ့်ဘဝကိုရှင်သန်စေတဲ့အရာတွေကိုရှာဖွေနေဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုတော့တကယ်တည်ခြင်းတရားတနေ့မဟုတ်တနေ့ကျွန်တော်တို့စီကိုရောက်လာမှာမို့လို့ပါပြီးတော့ကျွန်တော်တို့ရှင်သန်ရတဲ့ဘဝဆိုတာလေတကယ်တော့တူတူလေးပါပဲဒါကတော့ကျွန်တော်သဘောအကျဆုံးကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တဲ့စာရုံ၅ခုကိုမျှဝေခဲ့ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဖြိုးသက်ပါတယ်